Premier League ကိုတုံးလုံးစီမဲ့ Bruno နဲ့ Sesko ရဲ့အတွက်ဖက် break တများလုံးပဲမင်္ဂလာပါခင်ဗျာ Red Revival Channel ကနေကြိုဆိုလိုက်ပါရီဘောလုံးပရိသတ်တွေတော့တရားဒီ Manchester United အသင်းရဲ့တိုက်စစ်အတွက်ဖက်ကတကယ်ကိုရင်ခုန်စရာပါအထူးသဖြင့်အသင်းကောင်းဆောင်ကွင်းလယ် Foundation Bruno Fernandes နဲ့တိုက်စစ်မှု Benjamin Sesko ရဲ့အတွက်ဖက်မှုကမြက်ခင်းစိမ်းပေါ်မှာရုပ်ရှင်တကားလိုအသက်ဝင်လာဖို့ရှိနေပါရီကွင်းလယ်ကနေပြန်ဘက်ခံစစ်ကြောင်းတွေကြားထဲကိုထိုးပေါက်ပေးဖို့မဲ့ Bruno ရဲ့ညံပြေးတဲ့ဖြတ်တင်ဘော်ရီနေရာလို့တွေစီကိုတိတိကျကျပေးဖို့မဲ့အဝေးကန်တင်ဘော်တွေကိုတိုက်စစ်မှု Sesko ကအကောင်းဆုံးအဆုံးသတ်သွားမယ်မြင်ကွင်းမျိုးကတွေးကြည့်ရုံနဲ့တင်ကြက်သိမ်းထားစရာပါဒီလိုချိတ်ဆက်မိမိနဲ့တာပုံမှန်လဲပတ်သွားမယ်ဆိုရင် Bruno တယောက်သူ့ရဲ့အရင်ကဂိုးဖန်တီးမှုစံချိန်ဟောင်းတွေကိုအေးအေးဆေးဆေးချိုးပြတ်သွားနိုင်တယ်လို့အဆုံးသတ်တေချာပြတ်သားတဲ့ Sesko အတွက်လည်း Premier League ဂိုးသွင်းအများဆုံးရွှေဖနက်စုဆိုတာလက်တကမ်းမှာပဲရှိနေမှာပါဒီအတွဲဖက်တာတကယ်ကလစ်ဖြစ်သွားခဲ့ရင်ပြိုင်ဘက်ခံတဲ့မှုတွေအတွက်တော့တကယ်အိမ်မက်ဆိုးကြီးတစ်ခုဖြစ်လာမှာအသေးကြပါပဲအလားပါဆုံးသွင်းဂိုးတွေအနုပညာစနစ်ဖန်တီးမှုတွေနဲ့အတူရုပ်ရှင်တကားလိုဖြတ်တန်းသွားမယ့် United ရဲ့တရားစီတိုက်စစ်ကဘလောက်ထိကြောက်ကမန်းလေးကောင်းမွန်လာမလဲဆိုတော့ကျွန်တော်တို့ United ပရိသတ်တွေအားလုံးမျက်တောင်မခတ်ဆက်လက်စောင့်ကြည့်သွားရတော့မှာဖြစ်ပါရီ